ဗီလာအိမ်စီကိုပြန်ရောက်တဲ့အချိန်မှာတော့မင်းဟာဟိုလိမ်မော်ရောင်အိုးကိုချက်ချင်းထုတ်ပြီးမင်းရဲ့တက်တန်းကိုအသုံးပြုကဖွင့်လှစ်လိုက်ပါတော့တယ်။အဲ့ဒီအခိုက်အတန့်မှာတင်ရွှေရောင်လင်းတန်းတစ်ခုကဝင်းကနေတောက်ပသွားခဲ့တာပေါ့။ပြင်းထန်လှတဲ့စွမ်းရည်တွေကအရက်မျက်နှာအနှံ့ကိုရိုက်ခတ်ပြန့်လွင့်သွားခဲ့ပါတယ်။ရွှေရောင်လင်းတန်းတွေကွယ်ပြောက်သွားတဲ့အခါမှာတော့မင်းရဲ့ရှေ့တက်တဲ့မှာတန်ရှင်းမွန်မြတ်လှတဲ့ပိုးကောင်တစ်ကောင်ပေါ်လာခဲ့ပါပြီ။အဲ့ဒါကတော့ရုကိုပဲဖြစ်ပါတယ်။မင်းကသူ့ကိုလက်ဖွားပေါ်လှမ်းတင်လိုက်တာပေါ့။ထူးဆန်းတာကတော့ရုကိုဟာမင်းကိုလုံးဝညှင်းဆန်တွန်းကန်ခြင်းမရှိတာပါပဲ။တကယ်တော့သူကအလွန်ကိုရင်ပါနာခံနေခဲ့တာပါပုံမှန်အားဖြင့်ဆိုရင်တော့ဒီလိုတစ်ကမ္ဘာလုံးမှာတစ်ကောင်လေးရှိတဲ့ထူးခြားပိုးကောင်မျိုးဟာမိမိနဲ့ကိုက်ညီမဲ့ရှေးဟောင်းရုပ်အလောင်းကိုကိုယ်တိုင်ရွေးချယ်တတ်ကြတာဖြစ်ပါတယ်။တကယ်လို့သူ့ကိုညှင်းဆန်တဲ့ရုပ်အလောင်းမျိုးနဲ့တွေ့ရင်ရင်းကိုမွမ်းမံတန်းစင်နိုင်ဖို့အတွက်စွမ်းရည်တွေအမြောက်အများပို့ပြီးအသုံးပြုရမှာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်ကနှစ်ပေါင်းများစွာဆယ်စုနှစ်ပေါင်းများစွာဒါမှမဟုတ်တစ်သက်လုံးနီးပါးတောင်ကြာမြင့်သွားနိုင်တာမျိုးလေအကယ်၍ယူကူကမင်းကိုညှင်းဆန်ခဲ့ရင်တော့မင်းကတော့တခြားနည်းလမ်းတွေနဲ့တေချာပေါက်အနိုင်ယူဆုံးမမိမှာပါဒါပေမဲ့စက္ကန့်ပိုင်းတွင်းမှာတင်ယူကူဟာမင်းရဲ့ခန္ဓာကိုယ်ထဲကိုသူ့အလိုလိုပေါင်းဆက်ဝင်ရောက်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်တစ်ခုလုံးဟာပိုးကောင်ဖြူလေးကိုမွမ်းမံခဲ့တာထက်တောင်ပိုပြီးလွယ်ကူနေခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့မင်းကသူ့ကိုအဆင့်3ထိတိုက်ရိုက်မြင့်တင်လိုက်ပါတယ်။ရုပ်ကုပိုးကောင်ရွှေရောင်အဆင့်လက်ရှိအဆင့် level 3 level 4သို့မြင့်တင်ရန်လိုအပ်ချက်တက်တန်းနှစ်ပေါင်း100 3 3 3 3 3 3အချိန်စွမ်းရည်အပါဝင်သည့်ခရမ်းရောင်သို့မဟုတ်အင်းထက်မြင့်သောအဆင့်ရှိပစ္စည်းတစ်ခုစွမ်းရည်တက်ပြစ်မှတ်တစ်ခုအတွက်ရုပ်ကုကိုအသုံးပြုခြင်းပြစ်မှတ်ကိုကျန်းမာတန်ဆွမ်းတဲ့မူလအခြေအနေတိုင်းပြန်လည်ရောက်ရှိစေနိုင်ပါတယ်။စွမ်းရည်ကုန်ဆုံးမှုကတော့ပြစ်မှတ်ရဲ့အခြေအနေနဲ့ဒဏ်ရာအပြင်းထန်ရမှုအပေါ်မူတည်တာပေါ့မင်းအနေနဲ့အချိန်ကာလမှတ်တိုင်တစ်ခုကိုကြိုတင်ပြီးမှတ်သားထားနိုင်ပါတယ်။ကုသတဲ့အခါမှာအဲ့ဒီမှတ်သားထားခဲ့တဲ့အချိန်ကအခြေအနေတိုင်းပြန်လည်ရောက်ရှိသွားမှာဖြစ်ပါတယ်။ Time marker cooldown ကတော့12နာရီဖြစ်ပါတယ်။စွမ်းရည်နှင့်ပြစ်မှတ်ကိုပံ့ပိုးရန်အတွက်ရုပ်ကုကိုအသုံးပြုခြင်းပြစ်မှတ်ရဲ့ပိုးကောင်ကိုပြန်လည်ပြုပြင်ပေးပြီးခိုးတောင်ကို reset ချပေးတာဖြစ်ပါတယ်။ဒီစွမ်းရည်ကိုပိုးကောင်တစ်ကောင်နဲ့အပေါ်2ကြိမ်ဆက်တိုက်အသုံးပြုလို့မရပါဘူး။ရင်းကိုအသုံးပြုပြီးပါကနောက်ထပ်ကေကတော့3ရက်ကြာမြင့်မှာဖြစ်ပါတယ်။အဆင့်4ရဲ့လိုအပ်ချက်တွေကိုကြည့်ရင်းနဲ့မင်းကတော့တွေးတောစဉ်းစားနေမိတာပေါ့။မင်းထင်ထားခဲ့တဲ့အတိုင်းပါပဲ။ရုပ်ကုရဲ့စွမ်းအားကအချိန်နဲ့ဆက်နွယ်နေတာဖြစ်လို့မင်းအနေနဲ့အချိန်နဲ့ပတ်သက်တဲ့အရာတွေကိုပိုပြီးရှာဖွေရတော့မှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့မင်းကလူသားရေပြားပိုးကောင်ကိုပါအဆင့်3အထိမြင့်တင်လိုက်ပြန်ပါတယ်။လူသားရေပြားပိုးကောင်ခရမ်းရောင်အဆင့်လက်ရှိအဆင့် level 3 level 4သို့မြင့်တင်ရန်လိုအပ်ချက်တက်တန်းနှစ်ပေါင်း100 3 3 3 3 3သိန်းနှစ်အဆင့်3ရှိသောရုပ်အလောင်းရေပြား5ခုစွမ်းရည်တက်လူသားရေပြားမင်းရဲ့ခန္ဓာကိုယ်ကိုအရေပြားနဲ့ဖုံးအုပ်ပြီးမင်းရဲ့ရုပ်သွင်ပြင်ကိုလုံးဝအုံပြောင်းလဲပြစ်နိုင်ပါတယ်တခြားသူတစ်ယောက်နဲ့အထေရာတဲ့တူညီသွားအောင်လုပ်နိုင်ပြီးသူတို့ရဲ့အရှိန်အဝါအနှစ်သာရကိုပါကူးယူနိုင်တာဖြစ်ပါတယ်ပြစ်မှတ်ကပိုပြီးတန်မာလေတူပေါက်ဖို့ပိုပြီးခက်ခဲလေပါပဲရုပ်သွင်ပြင်3မျိုးအထိတင်စီထားနိုင်ပြီးအဲ့ဒီ3မျိုးကြားကိုစိတ်ကြိုက်လဲအသုံးပြုနိုင်ပါတယ်အသွင်ပြောင်းလဲတဲ့အခါစွမ်းရည်ကုန်ဆုံးမှုလုံးဝမရှိဘဲချက်ချင်းလက်ငင်းထိရောက်မှုရှိစေတာဖြစ်ပါတယ်စွမ်းရည်နဲ့အတန်ပြောင်းလဲခြင်းတခြားသူတွေရဲ့အတန်ကိုတထေရတဲ့တူပနိုင်စွမ်းရှိပါတယ်။မင်းလည်းအဲ့ဒီလူသားရေပြားကိုချက်ချင်းစမ်းသပ်ကြည့်လိုက်တာပေါ့စက္ကန့်ပိုင်းတွင်းမှာတင်မင်းကထွားချိုင်းတမာတဲ့လူတစ်ယောက်အဖြစ်အသွင်ပြောင်းသွားခဲ့ပြီးအတန်ကအစတထေရတဲ့တူညီနေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျေဘစ်အဖြစ်ထပ်ပြီးအသွင်ပြောင်းလိုက်တာပေါ့။သူ့ရဲ့ထုံးစံအတိုင်းလောဘသားကြီးရဲ့ကနဝင်ပြုံးမျိုးနဲ့ပေါ့မင်းအဲ့ဒီလူသားအရေပြားနဲ့ခဏလောက်ရှောက်ကစားကြည့်ပြီးတဲ့နောက်မှာတော့အလွန်ပဲစိတ်ကျေနပ်သွားခဲ့ရပါတယ်။ရန်သူနယ်မြေတွေခိုးဝင်ဖို့လူသက်ဖို့နဲ့ကိုရောင်ဖြောက်ဖို့အတွက်တကယ်ကိုပြီးပြည့်စုံတဲ့အရာပါပဲ။ဘာပဲပြောဒီညကတော့အကြီးကျယ်ကိုအောင်မြင်ခဲ့တာပေါ့။လင်းမိသားစုကတကယ်ကိုအသုံးဝင်လွန်းလှပါတယ်။နောက်ထပ်လင်းမိသားစုလိုမျိုးကောဘယ်မှာရှိအောင်မလဲ။မင်းကထာဝရကဘာအကြောင်းကိုခဏလောက်တွေးလိုက်မိပါတယ်။တကယ်လို့သူတို့ကိုသာတခါတည်းနဲ့အပြည့်ရှင်းပြနိုင်ရင်တက်တန်းတွေနဲ့ယတနာအစမ်းပြားတွေကိုအများကြီးရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ထာဝရကဘာကိုခြေမုံနိုင်ဖို့ဆိုရင်အနည်းဆုံးတော့အဆင့်6ဒါမှမဟုတ်အဆင့်9လောက်ရှိဖို့လိုအပ်အောင်မှာပါ။လင်းမိသားစုနဲ့ထာဝရကဘာကလူတွေငါစီကိုမြန်မြန်လေးလာရှာကြပါစေဦးဗျာ။ငါကိုဒီအတိုင်းအလွယ်တကူတက်ပစ်လို့တော့မရဘူးလေ။အဲဒီနောက်မှာတော့မင်းကအဆင့်တရှိတဲ့စင်ကဲပြောင်းလဲမှုအယိုးကိုထုတ်လိုက်ပါတယ်။မင်းလက်ထဲမှာတက်တန်းနှစ်ပေါင်း2သိန်းကျော်ရှိနေသေးတာဖြစ်လို့တက်တန်းကတော့ပေါ်တီကြီးကျန်နေပါသေးတယ်အချိန်ကြပြီပေါ့တက်တန်းတွေကိုထည့်သွင်းပြီးအဆင့်မြင့်တင်လိုက်တဲ့အခါစင်ကဲပြောင်းလဲမှုအယိုးဟာအဆင့်3အထိတက်လှမ်းသွားခဲ့ပါတယ်အဆင့်3ကိုရောက်တဲ့အခါမှာတော့ဒုတိယမြောက်စွမ်းရည်ကိုရရှိခဲ့တာပေါ့စွမ်းရည်နှစ်စစ်မှန်သောစင်ကဲပြောင်းလဲမှုတခြားပိုးကောင်တစ်ကောင်ကိုစင်ကဲပြောင်းလဲသွားစေနိုင်ပါတယ်ဂျပန်စွမ်းရည်တွေကိုရရှိစေမှာဖြစ်ပြီးဂျပန်ပဲအဆင့်မြင့်တင်ပေးမှာဖြစ်ပါတယ်ရင်းက9မိနစ်ခန့်သာကြာမြင့်မှာဖြစ်ပြီးခိုးတောင်ကတော့24နာရီဖြစ်ပါတယ်။စွမ်းရည်ရဲ့ရှင်းလင်းချက်ကိုမြင်လိုက်ရတော့မင်းရဲ့မျက်ဝန်းတွေကအယောင်တောက်သွားခဲ့ရတာပေါ့။9မိနစ်ပဲခံနေဆိုပေမဲ့လည်းဒါကအကန့်အသတ်မရှိအလွန်မြင့်မားတဲ့စွမ်းရည်တစ်ခုပဲဖြစ်လို့ပါပဲ။ရလကတော့ကန်တရားပေါ်မှာပဲမူတည်မှာပါအခုဆိုရင်မင်းရဲ့လက်ထဲမှာဒဏ္ဍာရီလာအယိုး3ခုရှိနေပါပြီ။တက်ဆောင်ယိုးရုပ်ကုအယိုးနဲ့စင်ကဲပြောင်းလဲမှုအယိုးတို့ပေါ့ဒီတစ်ချိန်မှာငါဘလို့အဆင့်မျိုးကိုရရှိမလဲ။ငါကိုဘလို့ရှေးဟောင်းရုပ်အလောင်းအဆင့်မျိုးသတ်မှတ်ပေးကြမလဲ။မင်းလည်းအများကြီးတွေးမနေတော့ပဲ။ဂိမ်းသို့မဟုတ်စိန်ခေါ်မှုကိုစတင်လိုက်ပါတော့တယ်။အဲ့ဒီအခိုက်အတန့်မှာထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့စွမ်းရည်တွေရုတ်တရက်ကြားရောက်လာခဲ့တာပေါ့ရွှေရောင်ရဲ့စီးတန်းတစ်ခုကမင်းရဲ့ခန္ဓာကိုယ်ကိုဖြင်းညင်းစွာဖျက်ဆီးသွားခဲ့ပါတယ်ဆန်းစစ်မှုပြီးဆုံးသွားတဲ့အခါမှာတော့အကဲဖြတ်မှုအောင်မြင်သည့်တင်သည်အဆင့်5ရှေးဟောင်းရုပ်အလောင်းဖြစ်သည်တင်သည်ကောင်းကင်ဘုံရဲ့ဆုလက်3ခုကိုရရှိပါမည်မင်းကိုယ်တိုင်လည်းအဆင့်5အထိဖြစ်သွားလိမ့်မယ်လို့မထင်ထားခဲ့ပါဘူးဒီလိုအဆင့်5ရုပ်အလောင်းရရှိတာကဂိမ်းထဲမှာကုတ်သုံးထားတယ်လို့ပါပဲဘယ်အဆင့်5ကျွမ်းကျင်သူကများအခြေခံအဆင့်အစိမ်းရောင်ပိုးကောင်ကိုအဓိကသုံးပါမလဲရင်းနောက်မှာတော့အဆုံးအစမရှိတဲ့စွမ်းရည်တွေကမင်းရဲ့ခန္ဓာကိုယ်ရဲ့ကိုစီးဝင်လာခဲ့ပါတော့တယ်မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့မင်းမျက်လုံးတွေကိုဖြင်းညင်းစွာဖွင့်လိုက်ပါတယ်ဆုလက်3ခုကိုကြည့်လိုက်တဲ့အခါမင်းရဲ့မျက်ဝန်းတွေဟာအံ့ဩလုံးလို့တုန်ရီသွားခဲ့ရတာပေါ့အဲ့ဒါတွေကတော့
ဓာနှလုံးသားနှစ်တစ်ချိန်သုံးတေမင်းပိုးကောင်သုံးအချိန်နောက်ပြန်လှည့်ခွင့်အခွင့်အရေးတစ်ခုဓာနှလုံးသားဟာတေဆုံးသွားတဲ့အချိန်မှာအလိုလျောက်ပွင့်လာမှာဖြစ်ပါတယ်မင်းရဲ့ခန္ဓာကိုယ်တွင်စွမ်းအားတွေကအစမတန်ထိတ်လန့်စရာကောင်းနေပြီးပိုးကောင်တွေကိုလုံးဝအုပ်တုံထိန်းချုပ်နိုင်စွမ်းရှိသွားခဲ့ပါပြီအခုဆိုရင်မင်းအနေနဲ့အဆင့်လေးရှေးဟောင်းရုပ်အလောင်းတွေကိုအလွယ်တကူပဲချေမှုန်းပြစ်နိုင်ပြီပေါ့ဒီအကြောင်းတွေကိုတွေးရင်းနဲ့ပဲမင်းအိပ်ရာထဲဝင်ပြီးအိပ်ပျော်သွားခဲ့ပါတယ်အိပ်ပျော်နေတော့မှထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ခဲ့တာပေါ့အိမ်မက်ထဲမှာတော့လူသားတွေထဲမှာပထမဆုံးဖြစ်တဲ့အဆင့်ကိုကျွမ်းကျင်သူကြီးတစ်ယောက်ဟာလူသားမျိုးနွယ်ကိုဥဆောင်ပြီးအစွမ်းထက်တဲ့တာရဲတရိษံစိုးကြီးတွေနဲ့တိုက်ခိုက်နေခဲ့တာပါဒါပေမဲ့အဆုံးသတ်မှာတော့သူဟာတစ္ဆာဖောက်ခံရပြီးတေဆုံးသွားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့အချိန်တွေနောက်ပြန်လဲသွားခဲ့တာပေါ့နောက်တစ်နေ့မနေ့အိပ်ရာနိုးတဲ့အခါမင်းကိုမင်းရေမောမိလိုက်ရင်ဒီစွမ်းရည်ကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတာပဲအချိန်နောက်ပြန်လှည့်တယ်ဆိုတဲ့အတိကငါ့ကိုစိတ်ကူးရင်စေတာပဲဒါကြောင့်လဲဒီလိုအတိတ်ပဲမရှိတဲ့အိမ်မက်မျိုးမရတာနေမှာဘသူကအဲ့ဒီလောက်အထိဦးလဲလဲနဲ့လူသားမျိုးနွယ်ကိုကဲတင်ခြင်းနေမှာလဲငါရဲ့ပါရမီကလူသက်သမားဖြစ်ဖို့ပဲလေနောက်တစ်နေ့မနေ့ရှင်းလင်းရေးသမားတွေရဲ့အဆောင်ထဲကိုမင်းလှမ်းဝင်လိုက်တဲ့အခါမင်းပေါ်ကိုရိုသေလေးစားမှုတွေကြောက်ရွံ့မှုတွေပြည့်နေနေတဲ့အကြည့်ပေါင်းများစွာကြားရောက်လာတာကိုခံစားလိုက်ရပါတယ်အားလုံးရဲ့အကြည့်တွေကမင်းစီမှာပဲရှိနေတာပါသူပဲလင်းလုပ်ငန်းစုတစ်ခုလုံးကိုအပြည့်ရှင်းပစ်လိုက်တဲ့အသစ်ဆက်အဖွဲ့ဝင်ဆိုတာသူကအဆင့်လေးရှေးဟောင်းရုပ်အလောင်းနှစ်ခုလုံးကိုတက်ပစ်လိုက်တာလို့ပြောကြတယ်အဲ့ဒီအချိန်မှာပဲဝန်ဒါမန်ကမင်းစီကိုလှမ်းလျှောက်လာခဲ့ပါတယ်ဟေ့အကြံပေးလူငယ်ငါတို့အဖွဲ့ကချာစီတာနဲ့ဖင်တို့လုပ်ခဲ့တဲ့ကိစ္စအတွက်ငါမင်းကိုတောင်းပန်ပါတယ်ငါသူတို့ကိုတေချာမဆုံးမခဲ့မိလို့ပါလင်းမိသားစုအရေးခင်ဖြစ်သွားပြီးတဲ့နောက်မှာတော့ဝန်ဒါမန်ဟာသင်ခန်းစာကောင်းကောင်းရသွားခဲ့တာပေါ့မင်းကအလွယ်တကူကစားလို့ရတဲ့သူမဟုတ်ဘူးဆိုတာသူသိသွားခဲ့ပါပြီမင်းဘာလို့ဘာမှပြန်မပြောပဲတိတ်နေရတာလဲဝန်ဒါမန်ကခဏလောက်တွေးတောလိုက်ပြီးနောက်ဟေးဒါနဲ့ငါတို့အဖွဲ့ကအလွန်ဆွဲဆောင်မှုရှိပြီးအမိုက်စားဖြစ်တဲ့လှုပ်ဝက်သတင်းပေးသူကောင်မလေးနဲ့မိတ်ဆက်ပေးရင်ရောဘလို့လဲဗန်းပြကတော့36ပေါ့ကွာသူအဲ့ဒီလိုပြောလိုက်ယုံတည်ရှိပါသေးတယ်အနောက်ကနေညှို့တက်ပြင်းပြီးဆွဲဆောင်မှုရှိတဲ့အတန်တန်ထွက်ပေါ်လာခဲ့တာပေါ့ဝန်ဒါမန်မင်းတည်ချင်နေတာလားဘာလဲမင်းအနောက်ကိုလှည့်ကြည့်လိုက်ပါလေဝန်ဒါမန်ပြောပြခဲ့တဲ့အတိုင်းပါပဲအလုံးပဲထွားကြိုင်းလာပါတဲ့ရင်အစုံကိုပိုင်ဆိုင်ထားတဲ့သူကအနည်းဆုံးတော့ရှောင်းပိုင်ထက်အစပေါင်း20လောက်ပိုပြီးကြီးမားထွားကြိုင်းတာပေါ့မင်းရဲ့အံ့ဩသွားတဲ့မျက်နှာကိုမြင်လိုက်ရတော့လူယူယူကကျင်းနေသွားပုံရပါတယ်သူမရဲ့နှက်ခမ်းတောက်မှာအပြုံးလေးတစ်ခုပေါ်လာခဲ့ရင်ဟဲလိုကျမကတတိယအဖွဲ့ကလူယူယူပါတွေ့ရတာဝမ်းသာပါတယ်မင်းလဲခေါင်းကိုပြန်လှည့်ပြီးဝန်ဒါမန်ကိုပြုံးပြလိုက်ပါတယ်မင်းကိုယ်တိုင်လူကိုယ်တိုင်လာပြီးတောင်းပန်နေဆိုတော့လေအရင်ကကိစ္စတွေကိုအတိတ်မှာပဲထားလိုက်ကြတာပေါ့မင်းတို့စီမှာလဲမခက်ရန်ဖြစ်ရင်အဆွေမခင်ဘူးကဆိုတဲ့စကားရှိတယ်မလားဝန်ဒါမန်ကဂုံယူဝင်းကြွားစွာနဲ့ပြန်ဖြေလိုက်တာပေါ့ဒါပေါ့ငါကဘယ်တော့မှရန်ညိုးအတိတ်အမှတ်ထားတတ်တဲ့သူမဟုတ်ဘူးတကယ်လို့မင်းသားတတိယအဖွဲ့ကိုပြောင်းချင်နေဆိုရင်အခုချက်ချင်းပဲမင်းကိုဒုတိယအဖွဲ့ခေါင်းဆောင်ရာထူးပေးလိုက်မယ်မင်းကသူ့ကိုပြုံးပြပြီးခေါင်းခါပြလိုက်ပါတယ်ဒုဗိုလ်ချုပ်ဖြစ်ဖို့တော့မလိုပါဘူးဒါပေမဲ့ရန်ညိုးမထားတတ်ဘူးလို့ပြောခဲ့တာမင်းကိုယ်တိုင်တော့ဝန်ဒါမန်ကသူ့ရင်ဘတ်သူလက်ဝါးနဲ့ပုတ်ပြလိုက်ရင်မိမိကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ငါကဘယ်တော့မှအတေးမထားဘူးဆိုတာသိချပါတယ်မင်းကအဲ့ဒီလိုပြောမှတော့လေဒါမင်းငါအောက်အီးမနေတော့ဘူးဒီလိုပြောပြီးတာနဲ့မင်းချက်ချင်းပဲလှုပ်ရှားလိုက်ပါတော့တယ်စက္ကန့်ပိုင်းတွင်းမှာတင်စွမ်းအားတွေပောက်ကွဲထွက်လာခဲ့ပြီမင်းကလူယူယူရဲ့ရှေ့ကိုဒုံဆိုင်ပြေးသွားခဲ့ပါတယ်ပြီးတော့ရုတ်တရက်ဆိုသလိုပဲသူမရဲ့လေပင်ကိုလက်တစ်ဖက်ထဲနဲ့လှမ်းညစ်ပြီးအပေါ်ကိုမြှောက်တင်လိုက်တာပေါ့ဒါကိုမြင်လိုက်ရတော့အဆောင်ထဲမှာရှိတဲ့လူတိုင်းဟာအံ့ဩလုံးလို့မျက်လုံးဝိုင်းသားဖြစ်သွားခဲ့ကြရပါတယ်ဒီလောက်ဆွဲဆောင်မှုရှိတဲ့36အလှပိုင်ရှင်လေးကိုတောင်မှမင်းကလုံးဝတနာညာတာချင်းမရှိတာကိုဝန်ဒါမန်ဟာချက်ချင်းပဲဒေါသချောင်းချောင်းထွက်သွားပါတော့တယ်ကူကွန်မင်းဘာရီလာလုပ်နေတာလဲငါ့ကိုတကယ်ပဲအနိုင်ကျင့်လို့လွယ်တယ်လို့ထင်နေတာလားငါမျက်စိရှိတင်ငါအဖွဲ့ဝင်ကိုလာရိုက်နှက်နေတယ်ပေါ့လေမင်းတည်ချင်နေတာလားဝန်ဒါမန်ရဲ့လက်မောင်းတစ်ဖက်ဟာရုတ်တရက်ကြီးမားထွားကျိုင်းလာပြီးမင်းစီကိုလက်သီးနဲ့ချက်ချင်းလှမ်းထိုးလိုက်ပါတော့တယ်မင်းကလူယူယူကိုချီးပွေးထားရင်းနဲ့ပဲအဲ့ဒီလက်သီးကိုစက္ကန့်ပိုင်းအတွင်းရှောင်တိတ်လိုက်ပါတယ်ပြီးတော့ဝန်ဒါမန်ကိုအေးဆက်ဆက်အချီတစ်ချက်လှမ်းကြည့်ပြီးခေါင်းခါပြလိုက်တာပေါ့အဲ့ဒီအချိန်မှာပဲပထမအဖွဲ့ကလူတွေအားလုံးမတ်တက်ထွက်လိုက်ကြပါတယ်အဖွဲ့ခေါင်းဆောင်ဝန်ကျွန်တော်တို့ဘာဖြစ်နေလဲဆိုတာတေချာမသိသေးပေမဲ့လေကျွန်တော်တို့အဖွဲ့ရဲ့ရှေ့မောက်မှာတော့ဘသူကမှကျွန်တော်တို့ရဲ့အဖွဲ့ဝင်တစ်ကိုလာပြီးအနိုင်ကျင့်စော်ကားခွင့်မရှိဘူးအဲ့ဒါကိုကြားလိုက်ရတော့ဝန်ဒါမန်ဟာဒေါသထွက်လုံးလို့တကူလုံးတုံရင်နေခဲ့ရပါတယ်ဘသူကိုလာပြီးအနိုင်ကျင့်နေတာလဲဟဲ့လူယူယူခများတော့လေပင်ညစ်ခံထားရလို့တေလူမျိုးပါဖြစ်နေပါပြီအဲ့ဒီအချိန်မှာပဲအပြင်ဘက်ကနေဟိန်းထွက်နေတဲ့အတန်ကျဲကြီးတစ်ခုထွက်ပေါ်လာခဲ့တာပေါ့တယောက်ချင်းစီဘာပဲဖြစ်ဖြစ်ငါတို့ရဲ့အဖွဲ့ဝင်တစ်ကိုတော့လာပြီးတိုက်ခိုက်လို့မရဘူးဘသူမှပထမအဖွဲ့ကိုလာပြီးစင်ခေါ်လို့မရစေရဘူးမင်းလန့်ကြည့်လိုက်တော့ဂျေဗစ်နဲ့ကျန်တဲ့သူနှစ်ယောက်ရောက်လာတာကိုမြင်လိုက်ရပါတယ်ဘိုင်းချင်းကျဲကလည်းမင်းကိုလှမ်းကြည့်ပြီးခပ်ဖောက်ဖွာလေးပြုံးလိုက်ရင်ကူမင်းမှာဒီလိုဝါသနာမျိုးရှိမှန်းငါမသိခဲ့ဘူးလေပင်ညစ်ရတာကိုသဘောကျတယ်ပေါ့ဟုတ်လားဂျေဗစ်ကတော့ဝန်ဒါမင်ကိုကြည့်ပြီးတီတီငင်ငင်နဲ့ပဲလှမ်းပြောလိုက်ပါတယ်ဝန်ဒါမင်မင်းကိုငါအကြံပေးချင်တာကတော့စိတ်အေးအေးထားဖို့ပါပဲအကောင်းဆုံးကဂူဝမ်ပြောတာကိုအရင်နားထောင်လိုက်ဦးကွက်တိပါပဲအဲ့ဒီအချိန်မှာမင်းရဲ့လက်ထဲမှာလေပင်ညစ်ခံထားရတဲ့လူယူယူဟာရုတ်တရက်ကြီးပြောင်းလဲသွားခဲ့ပါတယ်ဝုန်းခနဲ့ဆိုသလိုပဲသူမရဲ့ခန္ဓာကိုယ်ကပန်းရောင်ခိုးငွေတိမ်တိုက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီးမင်းရဲ့လက်ထဲကနေရုံထွက်လွတ်မြောက်သွားခဲ့တာပေါ့အဲ့ဒီနောက်အဝေးတနေရာရောက်မှပဲအသက်ကိုဝဝရှူနိုင်မှာတော့တယ်လူယူယူရဲ့အတန်ကတော့နှမျောတတဖြစ်စရာကောင်းလာပါတယ်နှမျောစရာကြီးရှင်ငါအထာကိုရိပ်မိသွားကြတာပဲဒါပေမဲ့ပြောစမ်းပါဦးမောင်လေးရဲ့အမကြီးရဲ့အကြောင်းကိုမောင်လေးကဘလို့လုပ်ပြီးတည်သွားတာလဲမင်းကတော့အထင်သေးတဲ့အရေးအယောင်တွေနဲ့ခက်ပြုံးပြုံးရေမောလိုက်ပြီးခမားတို့လိုပိုးကောင်တွေနဲ့နှစ်ပါးသွားကျင့်ကြံတဲ့မိန်းမတွေမှာကအမြဲတမ်းထူးဆန်းတဲ့အနံ့အသက်ဆိုတစ်ခုရှိနေတယ်လို့ပဲအဲ့ဒါကိုကြားတော့လူတိုင်းရဲ့မျက်နှာမှာအံ့ဩတုန်လှုပ်မှုတွေအပြည့်ဖြစ်သွားကြရပါတယ်လူယူယူကပိုးကောင်ဆုံးမတယောက်ဖြစ်နေတာကိုဝန်ဒါမင်ကတော့ပို့ပြီးတော့တောင်ထိတ်လန့်သွားခဲ့ရပါတယ်သူလုံးဝမယုံကြည်နိုင်ဖြစ်နေတာပေါ့ယူယူမင်းကဘလို့လုပ်ပြီးလူဆိုးတယောက်ဖြစ်နေရတာလဲသူမကမကောင်းဆိုးဝါးဆန်ဆန်ရေမောလိုက်ပြီးဒေါသတကြီးဖြစ်နေတဲ့ဝန်ဒါမင်ကိုလှမ်းကြည့်ကမင်းသူနဲ့ဘာလို့ဝက်ချက်တွေရှိနေလို့လဲအဲ့ဒီစကားကြောင့်ဝန်ဒါမင်ရဲ့မျက်နှာတစ်ခုလုံးချက်ချင်းညှင်းညမ်းသွားခဲ့ရပါတယ်လိမ့်နာမင်းကကိုတက်တက်ဆွဆွဲပုတ်ခတ်နေတာလူယူယူကတော့ဝန်ဒါမင်ကိုမျက်လုံးထဲတောင်ထဲမကြည့်တော့ပါဘူး
အဲ့ဒါထက်သူမကမင်းကိုသာစူးစမ်းလို့စိတ်ပြေးနေကြည့်လိုက်ရင်ငါစီကတကယ်ပဲထူးဆန်းတဲ့အနံ့ထွက်နေလို့လားမောင်လေးကအနာနာတိုးပြီးလာနှမ်းကြည့်ချင်လို့လားဟင်ဒီလိုပြောပြီးတာနဲ့ယူကတမင်တကာကိုကိုင်းပြီးညှို့ဆွဲပြလိုက်တာပေါ့ဒါကိုမြင်တော့မင်းကလောင်ပြုံးလိုက်မိပြီးကြည်ရတာခမရရဲ့ပိုးကောင်တွေကိုတိတ်ပြီးယုံကြည်မှုလွန်ကဲနေပုံပဲသူမကခန္ဓာကိုယ်ကိုအခိုးအငွေ့ဖြစ်ပြောင်းလဲပြီးပျောက်ကွယ်သွားတာဒါကအခိုးအငွေ့ပိုးကောင်ရဲ့စွမ်းရည်ပဲဖြစ်ပါတယ်ငါခံမှန်းကြည့်ရမလားခမရအနေနဲ့တေချာပေါက်အဆင့်တက်ဖို့အတွက် E1 ပိုးကောင်ကိုပါရင်ပါအောင်မွေးမြူထားတာမလားအဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့ယူရဲ့မျက်နှာအမူအရာဟာနောက်ဆုံးမှာကွက်ခန့်နဲ့ပြတ်သွားခဲ့ရပါတော့တယ်ဂူဝမ်မင်းကငါတို့ထာဝရကာမကဘာရဲ့အလိုရှိဆုံးစည်ရင်းထဲမှာပါဝင်နေပြီးသားပဲမင်းကောင်းကောင်းသိရမှာမဟုတ်ဘူးဒါပေမဲ့မင်းလုံးဝမသိဆုံးခင်မှာအမကြီးကမင်းစီကိုကိုယ်တိုင်လာရှာမှာပါဒီလောက်ကောင်းမွန်တဲ့ကြင်ကြံခြင်းစွမ်းရည်တွေကိုတော့အလားဟာသအဆုံးရှုံးမခံနိုင်ဘူးလေသူမပြောပြီးတာနဲ့တပြိုင်နက်ယူရဲ့ရုပ်တွင်ပြင်ကတဖြည်းဖြည်းမိမ့်သွားပြီးလုံးဝကွယ်ပြောက်သွားခဲ့ပါတော့တယ်မင်းအနေနဲ့သူမကိုတားဆီးဖို့ဘယ်ချိန်မှစူးစမ်းမနေခဲ့ပါဘူးလောလောဆယ်မှာမင်းရဲ့ဖက်ချက်အစ်အမှန်တွေကိုလူသိမခံချင်သေးတာကြောင့်မို့လို့ပါပဲသူမကိုဖမ်းဆွဲထားရင်တော့မှလူတွေအများကြီးကြည့်နေတဲ့ကြားထဲမှာမင်းအတွက်ဘာမှအကျိုးအမြတ်မရှိလာပါဘူးမင်းသူမကိုဒီနေရာမှာတိုက်ရိုက်တက်ပြစ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့မင်းမှန်တကယ်လိုချင်နေတာကသူမရဲ့ဝိညာဉ်နဲ့သူမရဲ့တက်တန်းတစ်ခုလုံးဖြစ်နေလို့ပါပဲထာဝရကာမကဘာအဖွဲ့ကယူကိုရှင်းလင်းရေးအဖွဲ့တဲ့အထိဝင်ရောက်စိတ်ဝင်ခိုင်းထားတာကတေချာပေါက်ကလပ်စီမျိုးတော်ရဲ့မြေအောက်ကနတ်ဖျားအကျွင်းကြံတွေကြောင့်ဖြစ်ပါလိမ့်မယ်အခုချိန်မှာတော့ဝန်ဒါမင်တယောက်အကြီးကျယ်ကိုဇဝေဇဝါဖြစ်နေရရှာတာပေါ့သူကတော့ဘာကူမှတေချာသဘောမပေါက်သေးပါဘူးဘယ်လိုလုပ်ပြီးယူကမိစ္ဆာအုပ်စုကဖြစ်နေရတာလဲဂျီဗစ်ကတော့ပြုံးစီစီနဲ့ဆန်းနောက်လိုက်ပါတယ်ယူတကယ်ကြီးလားကွာမင်းနဲ့သူမကြားထဲမှာတခုခုရှိနေပါတယ်လို့ငါပြောသားပဲအဲ့ဒီစကားကြောင့်ဝန်ဒါမင်ရဲ့မျက်နှာဟာချက်ချင်းအမောင်ကျသွေးပြတ်သွားခဲ့ရတာပေါ့ငါသူမအပေါ်ယုံကြည်မိလိုက်တာမှားသွားတယ်ဆိုရင်တော့မှအဆင့်3ရုပ်အလောင်းဖြစ်တဲ့မင်းကငါ့ကိုလာပြီးဝေဖန်စရာအကြောင်းမရှိဘူးဒီနေ့မင်းတို့အဖွဲ့ခေါင်းဆောင်လည်းမရှိဘူးဆိုတော့ငါမင်းတို့ကိုသင်ခန်းစာကောင်းကောင်းပေးရမှာတာပေါ့တိတာတာကတော့ဝန်ဒါမင်တယောက်ယူရဲ့ပြဿနာကြောင့်အသိစိတ်တွေလွတ်သွားခဲ့တာပဲဖြစ်ပါတယ်ပထမအဖွဲ့ကလူတွေလည်းချက်ချင်းပဲတင်းမာသွားခဲ့ကြပါတယ်အားလုံးကတိုက်ခိုက်ဖို့အတွက်အသည့်အနေထားနဲ့မိမိတို့ရဲ့ပိုးကောင်တွေကိုစတင်လှုပ်ရှားစေခဲ့တာပေါ့ဒါကိုမြင်တော့ဝန်ဒါမင်ကအေးဆက်ဆက်ရေမောလိုက်ရင်ပိုးမောတအုပ်ပဲအဆင့်3ရုပ်အလောင်းကောင်30ကောင်တော့မပြည့်ပါလားအဆင့်3ရုပ်အလောင်းကောင်ကြီးတရားရှိရင်တော့ဘာဖြစ်လဲဒီနေ့ငါမင်းတို့ကိုအဆင့်3နဲ့အဆင့်4ရဲ့ကွာခြားချက်ကြီးကိုပြပေးမယ်မင်းကငါတို့ကိုသင်ခန်းစာပေးနိုင်မယ်လို့တကယ်ပဲထင်နေတာလားပထမအဖွဲ့ကလူတွေကရေလိုင်းတွေလိုတရားဟောတိုက်ခိုက်လိုက်ကြပါတယ်မိခင်တွေရဲ့တက်ဖြတ်လူစိတ်ကဝန်ကနေပွန့်ထွက်သွားခဲ့တာပေါ့ဝန်ဒါမင်ကတော့အထက်စီးကနေလှမ်းကြည့်နေခဲ့ပါတယ်သူကမင်းကိုအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ရင်မင်းမှာစွမ်းရည်တွေဘယ်လောက်ပဲရှိမင်းကအဆင့်2စစ်တီတော့တက်ပဲဟာမင်းမှာဘာခွင့်ရေးမှမရှိဘူးမင်းရဲ့မျက်ဝန်းတွေကတော့အေးဆက်စွာတောက်ပသွားခဲ့ပါပြီမင်းရဲ့လက်ဖွားထဲမှာရေနဲ့မီးရဲ့ပောက်ကွဲအားစွမ်းရည်တွေစတင်ပြီးစူးစီးဖွဲ့စည်းလာခဲ့တာပေါ့မင်းကဝန်ဒါမင်စီကိုတဲမမတ်ချိန်ရွယ်လိုက်ပါတယ်အခုဆိုရင်မင်းကအဆင့်5ကျွမ်းကျင်သူဖြစ်နေပြီမလို့ပိုးကောင်တွေကိုပြည့်စုံစွာလုံးဝအုပ်တုံထိန်းချုပ်နိုင်စွမ်းရှိနေတာဖြစ်ပါတယ်အရင်ကဆိုရင်ရေနဲ့မီးရဲ့စွမ်းရည်လုံးကိုဖန်တီးဖို့စက္ကန့်အနည်းငယ်အချိန်ယူခဲ့ရပေမဲ့အခုတော့စက္ကန့်ပိုင်းအတွင်းမျက်စိတမိတ်မှတင်ဖန်တီးနိုင်စွမ်းရှိသွားခဲ့ပါပြီတင်မကသေးပဲအရင်ကထက်လည်းအစမတန်ပုံမှုပြင်းထန်အစွမ်းထက်လာတာပေါ့ဝန်ဒါမင်ကတော့ဒါကိုလုံးဝဂရုမစိုက်ပါဘူးသူ့ရဲ့တက်ဖြတ်ခြင်းလက်မောင်းကြီးကိုအသုံးပြုပြီးအဲ့ဒီတိုက်ကွက်ကိုလှမ်းပြီးခုခံကာကွယ်လိုက်ပါတယ်ဒါပေမဲ့မီးလျံပောက်ကွဲမှုကြီးကဝန်ခံနဲ့အပြင်းထန်ပောက်ကွဲထွက်သွားခဲ့တာပေါ့ပြင်းထန်လာတဲ့ပောက်ကွဲအားကြောင့်ဝန်ဒါမင်ဟာလေထဲကိုလွင့်ထွက်သွားခဲ့ရပါတယ်သူ့ရဲ့လက်မောင်းတစ်ခုလုံးတွေးချင်းချင်းညီသွားပြီးအယိုးတွေပါမှုံမှုံညံ့ညံ့ကြေမွသွားခဲ့ရတာပါတစ်ချက်တည်းနဲ့တင်အဆင့်4ကျွမ်းကျင်သူဝန်ဒါမင်ဟာချက်ချင်းပဲအလဲထိုးခံလိုက်ရပါတယ်တဆောင်လုံးလည်းလုံးဝတိတ်ဆိတ်သွားခဲ့ရတာပေါ့လူတိုင်းကဒီမြင်ကွင်းကိုမယုံကြည်နိုင်လောက်အောင်မေးကြည့်နေကြပြီးအဆင့်4တွေကဒီလောက်တောင်အားနေကြတာလားလို့တွေးမိနေကြပါတယ်ယူရဲ့ကိစ္စကြောင့်ယူတာနောက်လည်းခေါင်းဆောင်ရဲ့ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံလိုက်ရပါတယ်မင်းကတော့မင်းရဲ့အဆင့်5တက်လန်းမှုကိုလှုပ်ဝက်ထားဖို့ပဲဆုံးဖြတ်လိုက်တာပေါ့မင်းကအဆင့်4ကိုပဲတက်လန်းနိုင်ခဲ့တာပါလို့လိန်ပြောလိုက်ပါတယ်ဂျီဗစ်တို့တတိုက်ကတော့သူတို့ကိုသူတို့လုံးဝအသုံးမကျတယ်လို့ခံစားလိုက်ရတာပေါ့ဒါအပြင်လင်းမီသားစုရဲ့နောက်ွယ်ကအာကိုအားထားကရှင်းလင်းရေးအဖွဲ့ရဲ့အဆင့်မြင့်အရာရှိတယောက်ဖြစ်တဲ့အဆင့်5ရုပ်လောင်းကြီးဖြစ်တယ်ဆိုတာကိုပါခေါင်းဆောင်ရဲ့ပါဇက်ကနေတဆင့်မင်းသိရှိခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ကလက်စားချေမှုမလာခင်ပါတယ်တားရဲလိုင်းလုံးကြီးကအချိန်မတိုင်မီပောက်ကွဲထွက်ပေါ်လာခဲ့ပါတယ်ရှင်းလင်းရေးသမားအားလုံးလည်းအရေးပေါ်သတိပေးချက်ထုတ်ပြန်ထားရပြီးအဲ့ဒီတားရဲလိုင်းတွေကိုခုခံဖို့အတွက်နေရာအသီးသီးစီဆေးလွှတ်ခြင်းခံရပါတော့တယ်ပထမအဖွဲ့ကိုအုပ်စု3စုခွဲလိုက်ပြီးပထမဆုံးအုပ်စုကိုတော့ချူယူကဥဆောင်ကအဖွဲ့ဝင်တွေအဖြစ်မင်းဂူဝမ်ဂျေဗစ်ဘိုင်ချင်းချင်းနဲ့တခြားလူ10ယောက်ပါဝင်ပါတယ်ဒါကအဓိကအကြဆုံးနဲ့အထူးချုံဆုံးဗဟိုအုပ်စုပဲဖြစ်တာပေါ့မင်းကိုဗဟိုအုပ်စုရဲ့အဖွဲ့ဝင်တစ်အဖြစ်လက်ခံဖို့အတွက်ဘယ်သူမှညှင်းဆန်ခြင်းမရှိကြပါဘူးဘာပဲဖြစ်ဖြစ်မင်းကလင်းမိသားစုကိုအပြည့်ရှင်းခဲ့ပြီးဝန်ဒါမင်ကိုပါတစ်ချက်တည်းနဲ့လွှင့်ထွက်သွားအောင်လုပ်နိုင်ခဲ့တာကိုပထမအုပ်စုရဲ့ရည်မှန်းချက်ကတော့ဇုံကြီးရဲ့အောက်ခြေထိတွားရောက်ပြီးတားရဲတွေကိုရှင်းလင်းဖို့နဲ့တားရဲဘရင်ကိုတက်ဖြတ်ဖို့ပဲဖြစ်ပါတယ်ဒါကအလွန်အန္တရာယ်များတဲ့မစ်ရှင်ဖြစ်ပေမဲ့သူတို့မဖြစ်မနေလှုပ်ဆောင်ရမယ့်အရာပါဒုတိယနဲ့တတိယအုပ်စုတွေကတော့ဇုံကြီးရဲ့အပြင်ဘက်ကိုပဲကာကွယ်ဆောင်ရှောက်ရမှာဖြစ်ပါတယ်လီလင်ကတော့အလွန်တမလွန်းလာတာကြောင့်တယောက်တည်းတီးတန့်လှုပ်ရှားတာပေါ့စစ်အင်အားဖြန့်ကျက်ပြီးတဲ့နောက်မှာတော့ရှူယူကအားလုံးကိုတီးကြီးစွာကြည့်ပြီးအကုန်လုံးအသက်ရှင်လျက်ပြန်လာခဲ့ကြရမယ်ဟေးလို့လှမ်းអော်လိုက်ပါတယ်လန်ခီမှာအစစ်နှိတ်သားရဲတွေကိုတပ်ဖြတ်ရင်းနဲ့ပဲမကြခင်မှာတင်သူတို့ဟာဖို့တောင်ကြီးစီကိုရောက်ရှိလို့လာခဲ့ပါပြီအားလုံးဟာအန်ရကြီးမားလာတဲ့ဇုံကြီးတဲကိုနောက်ဆုံးမှရောက်ရှိသွားခဲ့ပါပြီဒီနေရာကတားရဲတွေရဲ့ပမာဏကတော့ထိတ်လန့်စရာကောင်းလာတာပေါ့တားရဲပေါင်းထောင်ချီကသူတို့ကိုကြိုက်ခဲဝါမျိုးကိုမျက်တောင်မခတ်စိုက်ကြည့်နေကြပါတယ်ကံကောင်းတာကတော့အများစုကအဆင့်တက်တားရဲတွေဖြစ်နေတာပါပဲချူယူကမျက်မှောင်ကျုပ်လိုက်ရင်ဒီတစ်ချိန်သားရဲတွေရဲ့ကျူးကျော်မှုကငါထင်ထားတာထက်အများကြီးပိုဆိုးနေတယ်လို့ပြောလိုက်ပါတယ်မင်းကတော့အဲ့ဒီသားရဲတွေကိုကြည့်ပြီးစိတ်လှုပ်ရှားလို့နေတာပေါ့အဲ့ဒီနောက်မှာတော့မင်းရဲ့ခန္ဓာကိုယ်ထဲကအစိမ်းရောင်ပိုးကောင်ရဲ့အဖြစ်မှုကိုစတင်လှုပ်ရှားလိုက်ပါတော့တယ်ဒါကတော့အဆင့်5ရှိတဲ့ရေနစ်မီးမိုးဖွဲလိုင်းပဲဖြစ်ပါတယ်စက္ကန့်ပိုင်းတွင်းမှာတင်ရေနဲ့မီးရဲ့အခိုးငွေ့တိမ်တိုက်ကြီးကကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့ပြီးတကူလုံးလောင်ကျွမ်းစေမဲ့မိုးဆက်မိုးပေါက်တွေကသားရဲတွေအပေါ်ကိုတရားဟောရွာသုံးဖြတ်ကြားရောက်လာပါတော့တယ်တောက်လောင်နေတဲ့မီးရှံတွေကအဆင့်နှိမ်သားရဲတွေကိုဝါမျိုးပစ်လိုက်ပြီး
တားရဲတွေရဲ့နာကျင်စွာအော်ဟစ်တန်တွေကလည်းပြန့်လွင့်လို့လာခဲ့ပါတယ်တကဘာလုံးဟာမိခိုးရောင်မီနီရောင်တွေနဲ့ရဲတောက်လို့သွားခဲ့ရတာပေါ့တကယ်ကိုအမခန်းစရာမြင်ကွင်းပါပဲအဲ့ဒီအချိန်မှာပဲတားရဲတွေရဲ့တက်တန်းတွေကမိုးဆက်မိုးပေါက်တွေလိုမျိုးမင်းရဲ့ခန္ဓာကိုယ်တွေကိုစုပ်ယူခြင်းခံနေရတာကိုမင်းခံစားလိုက်ရပါတယ်မင်းရဲ့လူသက်သမားပါရမီကအဆက်မပြတ်ပွင့်လာခဲ့ပြီးမင်းရဲ့အဖက်ဖက်ကစွမ်းအားတွေကိုပါတိုးမြင့်ပေးနေတာဖြစ်ပါတယ်နှမျောစရာကောင်းတာကတော့ဒီတားရဲတွေကအလွန်အားနည်းလုံးနေလို့မင်းကိုအများကြီးတိုးတက်အောင်မကူညီနိုင်တာပါပဲဂျေဗစ်တယောက်တော့ကြောင်အမ်းပြီးကြံရစ်ခဲ့ရပါတယ်ချောင်းဖို့မင်းအခုဒီလောက်တောင်တန်မာသွားတာလားငါတို့မင်းကိုကူကြီးလို့ပဲခေါ်ရတော့မလားမင်းကဘိုင်းချင်းကျဲကိုကြည့်ပြီးပြုံးပြလိုက်ရင်ဘိုင်းချင်းကျဲရဲ့ပိုးသက်စုပ်ကန်ခြင်းလက်ဖွာအကူညီမှုသာမပါရင်ဒီရင်နဲ့မိမိုးကဒီလောက်အထိစွမ်းအားပြင်းမှာမဟုတ်ပါဘူးလို့ပြောလိုက်တာပေါ့ချူယူကတော့မင်းစကားကိုလုံးဝမယုံပါဘူးအဲ့ဒီလောက်အထိနှိမ့်ချမနေစမ်းပါနဲ့မင်းကအခုပထမဖွဲ့ရဲ့တတိယမြောက်အတန်မာဆုံးစွမ်းအားစုဖြစ်နေပြီပဲဥစ္စာမင်းကချူယူကိုကြည့်ပြီးပြုံးလိုက်ရင်ဒါဆိုဒုတိယမြောက်အတန်မာဆုံးကဘယ်သူလဲဟင်လို့လှမ်းမိလိုက်တာပေါ့ဂျေဗစ်နဲ့ကျန်တဲ့သူတွေကလည်းလှောင်ပြုံးရင်းနဲ့ဟုတ်ပါဗျာဒါဆိုရင်ဒုတိယအတန်မာဆုံးကဘယ်သူဖြစ်မလဲလို့ဝိုင်းပြီးမေးကြပါတယ်ချူယူတယောက်မျက်နှာတီးသွားခဲ့ရတာပေါ့ပြန်ပြီးညင်းခုန်ဖို့ပြင်လိုက်ပေမဲ့လည်းသူမှန်ကန်ကြောင်းတက်တည်မပြနိုင်တာကိုသတိထားမိသွားပါတယ်ကြည့်ရတာငါလည်းသူ့ကိုနိုင်တော့မှာမဟုတ်ဘူးပဲဆိုပြီးတော့ပေါ်တော်ဆန်းပါအေးဗျာငါကတတိယအတန်မာဆုံးပဲထားလိုက်တော့ဟုတ်ပြီလားကွက်တိပါပဲအဲ့ဒီအချိန်မှာပဲမင်းရဲ့မျက်နှာကတီးတန်းသွားခဲ့ရပါတယ်ဒီမိုးပွဲကအားနေတဲ့သားရဲတွေကိုပဲတတ်နိုင်တာတကယ်အစွမ်းထက်တဲ့သားရဲတွေထွက်လာတော့မယ်မင်းပြောလိုက်ရုံနဲ့ရှိပါသေးတယ်မီးလျံတွေကြားထဲကနေအဆင့်3ရှိတဲ့သားရဲတွေထွက်ပေါ်လာခဲ့ပါပြီးအားလုံးကဒေါသတကြီးစိုက်ကြည့်နေကြတာပေါ့သူတို့ရဲ့ခေါင်းဆောင်ကတော့အပြာရောင်လျှက်စီးတန်းတွေတောက်လောင်နေတဲ့လျှက်စီးကြားကြီးဖြစ်ပြီးအဆင့်3ရဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေတာဖြစ်လို့အားလုံးထဲမှာအတန်မာဆုံးပါပဲမင်းကချူယူကိုလှမ်းပြောလိုက်ပါတယ်ဒီလျှက်စီးကြားကြီးကိုခင်ဗျားပဲတာဝန်ယူလိုက်ပါကျန်တဲ့အဆင့်3သားရဲတွေကိုတော့ကျွန်တော်တို့ရှင်းလိုက်မယ်ချူယူကခေါင်းငိမ့်ပြလိုက်ရင်ငါသူ့ကိုအမြန်ဆုံးနှိမ်နှင်းပြီးရင်မင်းတို့ကိုလာကူမဲလို့ပြောလိုက်တာပေါ့ထို့နောက်ချူယူကလျှက်စီးကြားကြီးကိုလက်ညှိုးထိုးပြီးလာဆန်းပါကြောင်ကလေးရဲ့လာတိုက်ခိုက်ဆန်းလို့လှမ်းပြီးစိန်ခေါ်လိုက်ပါတယ်အဲ့ဒီလျှက်စီးကြားကြီးကတော့ချက်ချင်းပဲဒေါသချောင်းထွက်သွားပါတော့တယ်သူဟာချူယူစီကိုတက်မတ်အရှိန်ဟုန်နဲ့ပြေးဝင်တိုက်ခိုက်ပါတော့တယ်ချူယူကလည်းသူ့ရဲ့တကူလုံးကလျှက်စီးစွမ်းရည်တွေကိုထုတ်ဖော်လိုက်ပြီးအဲ့ဒီကြားကြီးစီကိုအပြေးလွှားတုတ်ပြန်လိုက်တာပေါ့ဒါကတော့လျှက်စီးချင်းအားပြန်ကြတဲ့တိုက်ပွဲပဲဖြစ်ပါတယ်ရှီဝေကချူယူကိုလှမ်းကြည့်ရင်းနဲ့စိတ်ထဲမှာအနှဲငယ်တန်တရားဝင်လို့နေမိပါတယ်အဖွဲ့ခေါင်းဆောင်ချူတယောက်ဒီကြောင်ကြီးကိုတကယ်ပဲနိုင်ပါမလားဗျာသူကလည်းအစင်လေးကျွမ်းကျင်သူဖြစ်နေတာပဲကိုဒါပေမဲ့စိတ်ထဲမှာတော့သူကတိတ်ပြီးမတန်မာလှဘူးလို့ခံစားနေရတယ်ကျွန်တော်တို့ခေါင်းဆောင်ကြီးနဲ့ချောင်းဦးတို့စီကရတဲ့ဖိအားမျိုးသူ့စီကမရဘူးဂျေဗစ်ကလည်းခေါင်းငိမ့်ထောက်ခံလိုက်တာပေါ့ငါလည်းအဲ့လိုပဲတွေးနေတာဘိုင်းချင်းကျဲကတော့ပြုံးလိုက်ပြီးကိစ္စမရှိပါဘူးငါသူ့ကိုတေချာစောင့်ကြည့်ပေးထားမယ်တကယ်လို့သူမနိုင်ရင်ငါသူ့ကိုခွန်အားတိုးမြင့်ခြင်းစွမ်းရည်ပေးလိုက်ရုံပဲပေါ့လို့ပြောပါတယ်မိမိရဲ့အဝင်ကတော့အလုံးမိုက်တယ်လို့ထင်နေတဲ့ချူယူခါများအနောက်ကသူတို့၃ယောက်ရဲ့ဝေဖန်တန်တွေကိုကြားလိုက်ရတဲ့အခါမှာတော့ဒေါသထွက်လုံးလို့တွေးအံမတက်ဖြစ်သွားခဲ့ရရှာပါတယ်ငါကအစစ်မှန်အဆင့်လေးတိုက်ခိုက်ရေးသမားပါကွာလောလောဆယ်မှာတော့ချူယူအသက်ခံရလူနေပါဖြစ်မဖြစ်ဆိုတာကိုအသာထားပြီးသူတို့တွေလှမ်းပြီးကူညီပေးဖို့ပြင်ကြပါတယ်အခုသူတို့ရဲ့အဓိကပြစ်မှတ်ကတော့အဲ့ဒီအဆင့်3ရှိတဲ့တာရဲကြီး6កောင်ပဲဖြစ်ပါတယ်အဲ့ဒီ6កောင်ကတော့တန်မဏိဝက်ဝင်ပြီးလူဝင်ကြီးမြူဆွဲညှို့တက်ပြင်းတဲ့မြေကွေးမှာခေါင်း3လုံးပါငွေဆိုးလေပွေလင်းယုံနဲ့ပင်လန်ဖရင်တို့ပဲဖြစ်ကြပါတယ်ဂျေဗစ်ကသူ့ရဲ့မျက်မှန်ကိုပင့်တင်လိုက်ရင်ရှေ့တန်းကတိုက်ပွဲကိုတော့မင်းတို့ပဲတာဝန်ယူလိုက်ပါငါကတော့လေထဲကနေပြစ်ကူပေးနိုင်မလားဆိုတာကြည့်ရမှာပေါ့လို့ပြောပါတယ်မင်းကလည်းခေါင်းညှိပြလိုက်ပြီးရှေ့တန်းကတိုက်ပွဲကိုမင်းတို့ပဲလုပ်လိုက်ကြပါငါကတော့တကောင်ကောင်ကိုကွက်လက်ချောင်းပြီးရုတ်တရက်အလစ်ဝင်တိုက်ဖို့စူးစမ်းကြည့်မယ်လို့ဆိုပါတယ်ဘိုင်းချင်းကျဲကလည်းလိုက်ပြီးပြုံးပြလိုက်ပြန်ပါတယ်ရှေ့တန်းတိုက်ပွဲကတော့မင်းတို့တာဝန်ပေါ့ငါကတော့အနောက်ကနေပံ့ပိုးပေးမယ်အဲ့ဒီစကားတွေကိုကြားတော့ရှီဝေရဲ့မျက်နှာတစ်ခုလုံးချက်ချင်းမြင်းမောင်းသွားခဲ့ရတာပေါ့ငါနဲ့တကယ်တငယ်ချင်းကောင်းတွေပဲဟာအဆင့်3သားရဲ့6កောင်လုံးကိုငါတယောက်တည်းစီပစ်ထားခဲ့ကြတယ်ပေါ့လေနည်းနည်းလောက်တော့တာဝန်ယူပေးကြပါဦးဗျရှီဝေခမများသူ့ရဲ့နာကျင်စရာကောင်းလာတဲ့ကိုပိုင်ကဘာလေးထဲမှာပဲတိုက်ခိုက်ဖို့အသင့်ပြင်နေတဲ့သားရဲ့6កောင်ကိုကြည်ရင်ကြံရစ်ခဲ့ရပါတယ်သူ့ကိုယ်သူဘလောက်ပဲလူတန်ကြီးလို့သတ်မှတ်ထားပါစေအခုချိန်မှာတော့သူ့ရဲ့ခြေထောက်တွေဟာအလိုလျောက်တုံကြီးလို့နေမိပါတယ်ရှီဝေဟာသွားကိုကြိတ်လိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်တွင်းကပိုးကောင်တွေအားလုံးကိုစတင်ပြီးလှုပ်ရှားစေလိုက်ပါတော့တယ်ရုတ်တရက်ဆိုသလိုပဲသူ့ရဲ့ခန္ဓာကိုယ်ကကြီးမားထွားကျိုင်းလာပြီးအရေပြားတွေကလည်းတန်မဏိရောင်ဖြစ်ပြောင်းလဲသွားခဲ့တာပေါ့သူ့ရဲ့တကိုယ်လုံးဟာအေးဆက်ပြီးမာကျောသွားခဲ့ပြီးတန်မဏိလူတန်ကြီးအဖြစ်အသွင်ပြောင်းလဲသွားခဲ့ပါတယ်ဒါကတော့ခရမ်းရောင်အဆင့်ရှိတဲ့တန်မဏိပိုးကောင်ရဲ့စွမ်းရည်ပဲဖြစ်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်ကိုအလွန်အမင်းမာကျောတဲ့တန်မဏိအဖြစ်ပြောင်းလဲပေးနိုင်တာဖြစ်လို့ပါပဲတစ်ချိန်တည်းမှာပဲဘိုင်းချင်းကျဲရဲ့ buff စွမ်းအင်ကလည်းရှီဝေရဲ့ခန္ဓာကိုယ်ကိုလွှမ်းခြုံသွားခဲ့ပါတယ်တားရဲ့6កောင်စလုံးကလည်းရှီဝေစီကိုတပြိုင်နက်တည်းလှမ်းပြီးတိုက်ခိုက်ကြတာပေါ့လူဝင်ကြီးကကြီးမားလာတဲ့တစ်ပင်အိုကြီးတစ်ပင်ကိုမြေကြီးကနေဆွဲနှုတ်လိုက်ပြီးရှီဝေစီကိုကြမ်းကြမ်းတန်းတန်းလှမ်းပြီးပြစ်ပေါက်လိုက်ပါတယ်ရှီဝေကတော့လုံးဝကြောက်ရွံ့ခြင်းမရှိပါဘူးရင်းတစ်ပင်ကြီးကိုသူ့ရဲ့တန်မဏိလက်သီးနဲ့တစ်ချက်တည်းရိုက်ချပြီးမှုံမှုံညံ့ညံ့ကြေးမွားသွားစေခဲ့ပါတယ်အဲ့ဒီခိုက်တံမှာပဲသူကတားရဲ့6កောင်ကိုလက်ညှိုးလေးနဲ့ကွေးပြပြီးလာခဲ့လိုက်ဆိုတဲ့သဘောမျိုးနဲ့ပြောင်းလောင်ပြလိုက်တာပေါ့ဒါပေမဲ့နောက်တစ်စက္ကန့်မှာလေသူဟာဦးကြောင်ကြောင်အပြုံးကြီးတစ်ခုကိုပြုံးမိသွားခဲ့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အဝိအစားသိမ့်မပါတဲ့လှပချုံမောလွန်းလာတဲ့ကောင်မလေးအချို့ဟာသူ့ရဲ့ရှေ့တက်မှာရုတ်တရက်ပေါ်လာပြီးကပြဖြောပြနေကြလို့ပါပဲအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးဘင်လန်ဘရင်ကသူ့ရဲ့အေးဆက်လာတဲ့လက်သေးကုတ်ချက်တွေနဲ့လှမ်းပြီးကုတ်ဖဲတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီတက်ကအယိုးတဲ့အထိစိတ်ဝင်သွားခဲ့ရတာပေါ့ရှီဝေကချက်ချင်းသတိပြန်ဝင်လာပြီးနိုးထသွားခဲ့ရပါတယ်သူချက်ချင်းအနောက်ကိုစုပ်ခွာလိုက်ပြီးမြဲလဲသူ့ရဲ့ရင်ဘက်ကတော့ကုတ်ဖဲချင်းခံလိုက်ရပြီးပါပြီရှီဝေဟာထိတ်လန့်တုန်လှုပ်စွာနဲ့အဝေးတနေရာကိုလှမ်းကြည့်လိုက်မိတာပေါ့ကြည့်ရတာစောစောကသူ့ကိုပြူစားလိုက်တာဟာဟိုညှို့တက်ပြင်းတဲ့မြေကွေးမပဲဖြစ်ပါလိမ့်မယ်သူသတိမထားမိခင်ပါနဲ့ခေါင်းသုံးလုံးပါမွေဆိုးကြီးကပါဆက်ကြီးကိုဟာပြီးသူ့ကိုထပ်မံကြိုက်ခဲဖို့ပြင်လိုက်ပြန်ပါတယ်တစ်ချိန်တည်းမှာပဲလေပွေလင်းယုံကြီးကလည်းအပေါ်ကောင်းကင်ကနေအရှိန်ဟုန်နဲ့ထိုးဆင်းလာခဲ့တာပေါ့ရှီဝေကပြန်ပြီးခုခံဖို့ပြင်လိုက်တဲ့အချိန်မှာတင်အဲ့ဒီမြေခွေးမကသူ့ကိုထပ်ပြီးပြူစားလိုက်ပြန်တာကြောင့်ဒီတစ်ချိန်မှာတော့သူ့ရဲ့တန်မဏိအတွင်တံပါပျောက်ကွယ်သွားခဲ့ရပါတော့တယ်ဂျေဗစ်နဲ့ဘိုင်းချင်းကျဲတို့ကလည်းသူတို့ရဲ့ခန္ဓာကိုယ်တွင်ပိုးကောင်ဆွမ်းအားတွေအားလုံးကိုထုတ်သုံးပြီးရှီဝေကိုတတိပြန်ဝင်လာအောင်ဝိုင်းပြီးစူးစမ်းကြတာပေါ့ရှီဝေတတိခဏထားဦးနိုးထစေတဲ့ပိုးကောင်ဆွမ်းရည်ကပောက်ကွဲထွက်ပေါ်လာခဲ့ပါတယ်
ဒါပေမဲ့ရှီဝေကတော့အဲ့ဒီနေရာမှာတင်တစ်ချက်မှမလှုပ်ရှားနိုင်ပဲလေပင်ကြီးလဲသွားခဲ့ရရှာပါတယ်အဆင့်3နဲ့အဆင့်5သားရဲတွေရဲ့ဖိအားအောက်မှာဒီလိုစမ်းကြဲတဲ့ဆုံးကဝေအိမ်မွေးချညှို့တက်ကိုသူခုခံနိုင်ဖို့အလွန်ခက်ခဲလွန်းနေတာဖြစ်လို့ပါပဲလင်းယုံကြီးရဲ့လက်သေးတွေကရှီဝေကိုကုတ်ဆွဲတော့မဲ့အတိအကျအခိုက်တန့်ပါတယ်အေးဆက်ဆက်နဲ့ဆူရှာလာတဲ့ဓာလင်းတန်းတစ်ခုဝင်းကနေဖြာထွက်သွားခဲ့ပါတယ်လင်းယုံကြီးရဲ့ခေါင်းဟာစက္ကန့်ပိုင်းအတွင်းချက်ချင်းဖြတ်တောက်ခြင်းခံလိုက်ရပြီးသွေးတွေပန်းထွက်သွားခဲ့ရတာပေါ့အဲ့ဒီလိုအလစ်ဝင်တိုက်ခိုက်လိုက်တဲ့သူကတော့အယိုးသားကိုအသုံးပြုပြီးကိုရောင်ဖြောက်ကုန်းကွယ်နေခဲ့တဲ့မင်းကိုယ်တိုင်ပဲဖြစ်ပါတယ်တင်ဒီတက်တန်းနှစ်ပေါင်း2300ကိုရရှိပါသည်အဲ့ဒီအချိန်မှာပဲအခြားတစ်ဖက်မှာတော့ခေါင်းသုံးလုံးပါငွေစိုးကြီးကရှီဝေကိုပါလှမ်းပြီးတိုက်ခဲလိုက်ပြန်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အခါရေးဟွမ်ဂျေဗစ်နဲ့ဘိုင်ချင်းကျဲတို့ဟာတွေးပြက်အေးခဲသွားခဲ့ရတာပေါ့ငွေစိုးရဲ့အစိတ်ကရှီဝေရဲ့ခန္ဓာကိုယ်ပေါ်ပြင်းထန်တဲ့တက်ရောက်မှုဖြစ်စေပါတယ်ဘယ်သူမှဒါကိုမခုခံနိုင်ပေမဲ့မင်းကတော့ဒဏ်ရာရနေတဲ့သူတွေကိုလုံးဝအုပ်တုံကာကွယ်ပေးနိုင်မဲ့အလားလှုပ်ရှားလိုက်ပါတော့တယ်အခုမင်းရဲ့အကြီးကအနားမှာရှိတဲ့လူဝင်ကြီးစီကိုရောက်သွားခဲ့ပါပြီနေရာရွှေ့ပြောင်းခြင်းအယိုးဟကိုအသုံးပြုပြီးမင်းဟာသူ့ရဲ့အနောက်မှာချက်ချင်းပေါ်လာခဲ့ပါတယ်ပြီးတော့ရေနစ်မီပောက်ကွဲလိုက်နဲ့သူ့ကိုအပိုင်းပိုင်းဆဆဖြစ်သွားအောင်ဖောက်ခွဲပစ်လိုက်တာပေါ့မင်းဟာတက်တန်းနှစ်ပေါင်း18တူညကိုထပ်မံရရှိလိုက်ပါတယ်အခုဆိုရင်ရန်သူတွေထဲမှာတန်မဏိဝက်ဝင်ပလွေပြီးရင်ခေါင်းသုံးလုံးမှာငွေဆိုးနဲ့ညို့တက်ပြင်းတဲ့မြေခွေးမတို့ပဲကြံပါတော့တယ်တန်မဏိဝက်ဝင်ကအောင်အီးပြီးနှိကွေးလွန်းလာတာမလို့သူ့ကိုခဏတာချန်ထားလိုက်တာပေါ့ဟိုမြေခွေးမရဲ့ဆွဲဆောင်မှုညို့တက်ကလည်းမင်းကိုလုံးဝမတိုးပါဘူးဘာလို့လဲဆိုတော့မင်းမှာအဆင့်9ရှိတဲ့စိတ်ဝိညာဉ်စွမ်းအားရှိနေလို့ပါပဲသူမရဲ့ဖျားယောက်မှုကမင်းပေါ်ဘာတက်ရောက်မှုမှမရှိပါဘူးမင်းရဲ့မျက်ဝန်းတွေကခေါင်းသုံးလုံးပါငွေဆိုးကြီးစီကိုအေးဆက်ဆက်နဲ့ကြားရောက်သွားခဲ့ပါတယ်အခုခမရလှဲ့ပဲလက်ရှိမှာနေရာရွှေ့ပြောင်းခြင်းအယိုးနဲ့ပောက်ကွဲခြင်းအယိုးတွေကခိုးတောင်းဖြစ်နေတာကြောင့်မင်းဟာအဲ့ဒီငွေဆိုးကြီးစီကိုတက်တက်မမတ်ပြန်တန်းဝင်ရောက်သွားခဲ့ပါတယ်ငွေဆိုးကြီးကလည်းမင်းကိုစိုက်ကြည့်ရင်းနဲ့အခွင့်ရေးရတာနဲ့အမိရတိုက်ခိုက်ဖို့ပြင်ဆင်နေတာပေါ့ဒါပေမဲ့မင်းကငွေဆိုးရဲ့တိုက်ကွက်အကွာဝေးတဲ့ကိုမရောက်ခင်ပါတယ်နောက်ထပ် water flame blast တစ်ချက်ကိုလှမ်းပြီးထုတ်လွှတ်လိုက်ပါတယ်ဒီတစ်ချိန်ရေနဲ့မီးရဲ့ပောက်ကွဲအားကထိတ်လန့်စရာကောင်းတဲ့စွမ်းအားတွေနဲ့ပြည့်နေနေတာဖြစ်လို့ရင်းစီကိုပြင်းထန်စွာရိုက်ခတ်သွားခဲ့တာပေါ့အကြီးကျယ်ပောက်ကွဲသွားတဲ့ကြားထဲမှာပဲငွေဆိုးကြီးဟာတခါတည်းပျောက်ကွယ်သေဆုံးသွားခဲ့ရပါတော့တယ်မင်းကတော့ခပ်ဖောက်ခွာလေးပြုံးလိုက်မိတာပေါ့ water flame blast ရဲ့အကောင်းဆုံးအားသာချက်ကတော့ cool down လုံးဝမရှိတာပါပဲမင်းမှာစိတ်ဝိညာဉ်စွမ်းအားရှိနေတဲ့၍အကန့်အသတ်မရှိထုတ်သုံးနေလို့ရတာကိုမင်းဟာနောက်ထပ်တက်တန်းနှစ်ပေါင်း10ကိုတူညကိုရရှိလိုက်ပြန်ပါတယ်အခုချိန်မှာတော့ဒဏ်ရာရနေတဲ့ရှီဝေဟာနာကျင်မှုတွေကြောင့်တတိပြန်လဲနိုးထလာခဲ့ပါပြီသူကသူ့ရဲ့ဒဏ်ရာတွေကိုကိုင်ရင်းနဲ့အခုတော့ငါတကယ်ပဲသွားပြီးထင်တယ်ဗျာဒီတစ်ချိန်တော့တေချာပေါက်တေရတော့မယ်ထင်ပါရဲ့လို့ရေမောရင်းပြောရှာပါတယ်ငါအတွက်ကလက်စားချီပေးဖို့မမေ့ကြနဲ့အောင်နော်ဟုတ်ပြီလားရှီဝေဟာသွားကိုကြိတ်လိုက်ပြီးမတေခင်မှာတန်မဏိအယိုးစွမ်းအားရှိသမျှကိုအကုန်ထုတ်သုံးဖို့ကြိုးစားလိုက်ပါတယ်စွမ်းရည်တွေဝင်းကနေတောက်ကလာပြီးသူဟာတန်မဏိလူတန်ကြီးအဖြစ်ထပ်မံအသွင်ပြောင်းလဲသွားခဲ့တာပေါ့ရှီဝေဟာအနားမှာရှိတဲ့အာတိတ်ဝင်ပလွေစီကိုဒေါသတကြီးပြေးဝင်သွားပြီးလက်သီးတွေနဲ့မရက်မနာထိုးနှက်ပါတော့တယ်အဲ့ဒီလိုအသက်လူပြီးတိုက်ခိုက်မှုကြောင့်အာတိတ်ဝင်ပလွေကြီးဟာလဲကျသွားခဲ့ရတာပေါ့အခြားတစ်ဖက်မှာတော့ဂျေဗစ်ကလည်းအေးဆက်ဆက်အကြည့်နဲ့အတူသူ့ရဲ့ခန္ဓာကိုယ်တွင်းကပောက်ကွဲခြင်းစွမ်းအားကိုယူသွစွာလှုပ်ရှားစေလိုက်ပါတယ်အဲ့ဒီပောက်ကွဲခြင်းစွမ်းရည်တွေကဟိုညို့တက်ပြင်းတဲ့မြေကွေးမရဲ့ခြေပွားအောက်မှာစူးစီးသွားခဲ့တာပေါ့ပြီးတော့ဝုန်းကနေဆိုတဲ့အပြင်းထန်ပောက်ကွဲတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်အကဲခတ်နေစေဖြစ်တဲ့မြေကွေးမခါများအဲ့ဒီပောက်ကွဲမှုကြောင့်လေထဲကိုလွင့်ထွက်သွားခဲ့ရတာပေါ့ဘိုင်ချင်းကျဲကတော့ရှီဝေကိုကုသပေးဖို့ဆက်ပြီးစူးစမ်းနေတော့မှပဲသူမကသူ့ရဲ့ခန္ဓာကိုယ်ထဲကအစိတ်တွေကိုဖယ်ရှားဖို့စူးစမ်းပေမဲ့ဘာမှတတ်နိုင်ခြင်းမရှိတာကိုသတိထားမိသွားခဲ့ပါတယ်မင်းကတော့အာတိတ်ဝင်ပလွေကိုတယောက်တည်းအလဲထိုးနေတဲ့ရှီဝေကိုကြည့်ပြီးအံ့ဩသွားမိတာပေါ့ဒီကောင်တော်တော်လေးကျန်းတာပဲလို့တွေးမိရင်စိတ်အေးထားပါရှီဝေမင်းမသေးစေရပါဘူးလို့မင်းကလှမ်းပြောလိုက်ပါတယ်ဒီလိုပြောရင်းနဲ့ပဲမင်းကရှီဝေကိုအตาရလေးလို့ထိလိုက်တာပေါ့အဲ့ဒီခိုက်တက်မှာတင်ရွှေရောင်လင်းတဲ့တစ်ခုကရှီဝေရဲ့အပေါ်မှာဝင်းကနေလင်းထိန်သွားခဲ့ပြီးဒဏ်ရာတွေအားလုံးချက်ချင်းပြတ်ကွယ်သွားခဲ့ပါတော့တယ်ဘိုင်းချင်းကျက်ခမများအံ့ဩလွန်းလို့ပါဇက်အဟောင်းသားဖြစ်သွားခဲ့ရတာပေါ့အဲ့ဒါကတော့ဟာကုတချင်းအယုတ်ရဲ့စွမ်းမကားပဲဖြစ်ပါတယ်ချောင်းဘူးမင်းကငါရဲ့အလုပ်ကိုပါလူယူချင်နေတာလားဂျေဗစ်ကတော့နီမြန်းနေစေဖြစ်တဲ့သူ့ရဲ့မျက်လုံးတွေကိုပုတ်တက်ရင်မတိမတာနဲ့နာရီတွေကိုတုပ်လိုက်ရှာပါတယ်သူတကယ်ကိုဝမ်းနေပူဆွေးသွားခဲ့ရတာကိုအဲ့ဒီနောက်မှာတော့မင်းကအာတိတ်ဝင်ပလွေကိုမင်းရဲ့အယိုးသားနဲ့လှမ်းပြီးထိုးတက်လိုက်ပါတော့တယ်တင်ဒီတက်တန်းနှစ်ပေါင်း30တူညကိုရရှိပါသည်အခုဆိုရင်အတုံးဆုံးနဲ့အနှေးကွေးဆုံးဖြစ်တဲ့တန်မဏိဝက်ဝင်ကြီးတစ်ကောင်ပဲကြံပါတော့တယ်ဒီလောက်ချိန်ကြာကြီးတိုက်ခိုက်နေတာတော့အဲ့ဒီဝက်ဝင်ကြီးကအနားကိုမရောက်လာသေးပါဘူးသူကတော့အံ့ဩစရာကောင်းလောက်အောင်ကိုနှေးကွေးလွန်းလာတာပါမင်းတို့3ယောက်စလုံးကအဲ့ဒီဝက်ဝင်ကြီးကိုစာလောင်မှုတ်တိတ်နေတဲ့ဝင်ပလွေတွေလိုမျိုးပြိုင်တူလမ်းပြီးစိုက်ကြည့်လိုက်ကြတာပေါ့တန်မဏိဝက်ဝင်ကြီးလည်းလမ်းပြန်ပြီးချက်ချင်းအနောက်လှည့်ပြေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်မင်းကတော့ရေနဲ့မီးရဲ့အတောင်ပံတွေကိုအသုံးပြုပြီးသူ့ရဲ့ရှေ့ကိုချက်ချင်းပိတ်ဆို့လိုက်တာပေါ့ပြီးတော့ water flame blast ကိုအနီးကပ်ထုတ်လွှတ်လိုက်ပြီးဝက်ဝင်ကြီးရဲ့ကြောပြင်ကိုတဲတဲမတ်မတ်ထိမှန်စေခဲ့ပါတယ်အပြင်းထန်ပောက်ကွဲသွားမှုနဲ့အတူသူ့ကိုချက်ချင်းပဲအသက်ပြောက်သွားစေခဲ့တာပေါ့ဒါကတော့မင်းရဲ့ကွက်တီနီးစနစ်အသစ်ဖြစ်တဲ့အနီးကပ် water flame blast ပဲဖြစ်ပါတယ်လက်ဖွားထဲမှာတင်အပြင်းထန်ပောက်ကွဲစေတဲ့ပုံစံမျိုးပေါ့တင်ဒီတက်တန်းနှစ်ပေါင်း43တူညကိုရရှိပါသည်ဘိုင်ချင်းကျဲကတော့မချိပြုံးလေးနဲ့တက်ပြင်းချလိုက်ရင်ကြည်ရတာမောက်လေးကအမရဲ့ကုသမှုစွမ်းရည်ကိုအားမရလို့ထင်ပါရဲ့ကိုယ်တိုင်တော်ဝင်ပြီးကုသပေးနေရတယ်ဆိုတော့လေဒါတွေအားလုံးကအမရဲ့အသုံးမကျမှုတွေကြောင့်ပါပဲလို့ပြောရှာပါတယ်ဒါကြောင့်လဲမောင်လေးကဒီလောက်အထိအပင်ပန်းခံစူးစမ်းနေရတာပေါ့မင်းရဲ့နှကမ်းဖျားမှာလည်းအပြုံးတစ်ခုပေါ်လာခဲ့ရတာပေါ့အခုတော့ငါ့မှာရုတ်တရက်ကြီးဘိုင်မီသားစုကအမတယောက်တိုးလာခဲ့ပြီပဲဂျေဗစ်လည်းအကြီးအကျယ်ကိုမြင့်တက်အံ့ဩသွားခဲ့ရပါတယ်အဲ့ဒီခိုက်တက်မှာအချိန်တွေတရွေ့ရွေ့ကုံဆုံးသွားတယ်လို့မျိုးသူခံစားလိုက်ရပြီမဲ့လေဘာမှဆက်ပြီးမမေးမြန်းခဲ့ပါဘူးဘာပဲဖြစ်ဖြစ်ပါရမီရှင်ဂျီနီယက်စ်တွေမှာကကိုပိုင်လှုပ်ဝက်ချက်တွေအမြဲရှိနေတတ်တာပဲမဟုတ်လား